နို့တပလင်းဤတင်ကန်းစာတိတ်ဆိတ်ငြိမ်သက်တဲ့နေ့လယ်ခင်းတစ်ခုမှာပေါ့ကောင်လေးတစ်ယောက်ဟာမီးဖိုကြောင်ထဲမှာနို့ပလင်းတစ်လုံးကိုလှမ်းယူဖို့ကြိုးစားနေပါတယ်သူ့ရဲ့လက်ကလေးတွေနဲ့အစွမ်းကုန်လမ်းဆွဲလိုက်ပေမဲ့ရုတ်တရက်ဆိုသလိုနို့ပလင်းလေးကလက်ထဲကနေချော်ထွက်သွားပါတယ်နို့ပလင်းဟာကျမ်းပြင်ပေါ်ကိုကျသွားပြီးနို့တွေဟာလည်းကျမ်းပြင်ပေါ်မှာပြန့်နှံ့သွားပါတော့တယ်ကောင်လေးဟာအမားလုံးမိလိုက်ပြီးမို့ကြောက်လန့်တကြားနဲ့ငြိမ်သက်သွားပါတယ်ဒါပေမဲ့သူ့မင်းမီးဖိုကြောင်ထဲဝင်လာတဲ့အခါမှာတော့သူမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်အမေဖြစ်သူဟာကျမ်းပြင်ပေါ်ကရှုပ်ပွားနေတဲ့မြင်ကွင်းကိုတစ်ချက်ကြည့်လိုက်ပြီးကြောက်လန့်နေရဲ့သူ့သားလေးကိုကြည့်လိုက်တယ်ပြီးတော့နူးညံ့သိမ်မွေ့ရဲ့လေတံလေးနဲ့ပြောလိုက်တာဟောနို့အိုင်ကြီးကအိုင်းနေတာပဲအမေတလောက်ကြီးတဲ့နို့အိုင်မျိုးတစ်ခါမှမမြင်ဘူးကောင်လေးကအံ့အားသင့်သွားပြီးသူ့မေကိုမောကြည့်လိုက်တယ်သူ့မေရဲ့လေတံထဲမှာဒေါသရိပ်လုံးဝမပါပဲအေးချမ်းမှုတွေပဲရှိနေပါတယ်ပြီးတော့အမေကဆက်ပြောပါတယ်နို့ကတော့မောက်သွားပြီဆိုတော့စိတ်ညစ်မနေနဲ့တော့နော်ဒါကအစ်စ်တစ်ခုကိုတင်ယူဖို့အခွင့်အရေးပဲအမေကသူ့ကိုအဝတ်စတစ်ထည်ကမ်းပေးပြီးပြောလိုက်တယ်လာအတူတူတန်ရှင်းရေးလုပ်ရအောင်သူတို့နှစ်ယောက်တူတူကျမ်းပြင်ပေါ်ကနို့တွေကိုပြောင်းစင်သွားအောင်တိုက်ချွတ်လိုက်ကြတယ်အဲ့ဒီနောက်အမေကအလွတ်ဖြစ်သွားတဲ့ပလင်းထဲကိုရေထည့်ပြီးတော့သားလေးကိုအပြင်ဘက်ကိုခေါ်ထုတ်သွားပါတယ်ကဲအခုဒီပလင်းကိုမဖိတ်အောင်ဘယ်လိုကန်ရမလဲဆိုတာလေ့ကျင့်ကြည့်ရအောင်ကောင်လေးဟာတစ်ခါနှစ်ခါသုံးခါထက်ခါတလဲလဲစူးစမ်းကြည့်တယ်နောက်ဆုံးမှာတော့သူဟာနို့ပလင်းကိုပြုတ်မကျအောင်ကိုင်နိုင်သွားပါပြီအဲ့ဒီနေ့မှာသူဟာပလင်းကိုဘယ်လိုကိုင်ရမလဲဆိုတာထက်ပိုလေးနဲ့တဲ့အရာတွေကိုတင်ယူခွင့်ရခဲ့ပါတယ်အမားဆိုတာကြာရှုံးခြင်းမဟုတ်ဘူးအမားဆိုတာတင်ယူဖို့အတွက်ရလာတဲ့အခွင့်အရေးတစ်ခုသာဖြစ်တယ်ဆိုတာကိုပေါ့တခါတလေမှာဒေါသထက်တည်ငြိမ်အေးချမ်းတဲ့တုံ့ပြန်မှုကပိုပြီးထိရောက်တဲ့သင်ခန်းစာကိုပေးတတ်ပါတယ်